ကောင်မလေးရဲ့ဆိုင်တစ်ကဖောက်တီတွေအကုန်လုံးကိုရသွားတော့မှပဲသူ့ရေးစားကနောင်တတွေရပြီးစဉ်းစားမိတယ်ကောင်မလေးရဲ့မျက်ဝေစုတွေကိုလောဘကြီးမဖြတ်တောက်ခဲ့တင်ဘူးဆိုတာပေါ့ဒီဖြစ်ပျက်တွေကမနေ့ကဖြစ်ခဲ့တာပါရေးစားရဲ့မိသားစုကသူ့မြောင်မနဲ့ခီးကနေပြန်လာကြတယ်ကောင်မလေးကသူတို့ဆိုင်ရဲ့လုပ်ငန်းမိတ်ဖက်ဆက်ဆံရေးကိုတစ်ဖက်သက်ရက်စမ်းပြလိုက်ပြီဆိုတာကိုသူတို့တွေ့လိုက်ရတယ်သူမကစံပင်ညက်ဆိုင်တစ်တစ်ခုကိုလည်းဖွင့်ထားခဲ့တယ်ဒါကြောင့်ရေးစားရဲ့မိသားစုကအရန်တော်တတ်ထွက်သွားတယ်သူတို့ကမလေးဆိုင်ကိုပြဿနာရှာဖို့သွားကြတယ်ကောင်မလေးကသူ့ရဲ့လုပ်ရဆိုးတွေကိုလူသိရှင်ကြားဖော်ထုတ်ပြောပြလိုက်တယ်သူကအမျက်တွေအားလုံးကိုသူ့ဘာသာတင်ထားပြီးသူ့မြောင်မကိုထောက်ပံ့နေခဲ့တာပေါ့ဒေါသထွက်ပြီးရှက်ရွံ့သွားတဲ့ရေးစားရဲ့အမေကကကြေးနဲ့ကောင်မလေးကိုထိခိုက်အောင်လုပ်ဖို့စူးစမ်းခဲ့တယ်ဒီလိုရေးကြီးတဲ့အချိန်မှာကောင်မလေးရဲ့ဆိုင်တစ်ကပထမဆုံးဖောက်တီကပြေးလွှားရောက်လာပြီးသူတို့ကိုတားဆီးလိုက်တယ်ဒီဖောက်တီရဲ့အကူအညီနဲ့သူညွှန်းပေးလို့ပဲဆိုင်တစ်ရဲ့လုပ်ငန်းတွေကဒီလောက်တောင်ကောင်းအောင်မြင်လာခဲ့တာပေါ့ရေးစားရဲ့အမေကဖောက်တီကိုမာနာကြီးစွာနဲ့မေးခွန်းထုတ်တယ်သူတို့မိသားစုကိစ္စတွေမှာဘာလို့ဝင်ပါတယ်လို့မေးတာပေါ့ဖောက်တီရဲ့လက်ထောက်ကသူ့ရဲ့အထောက်ထားကိုမိတ်ဆက်ပေးတယ်သူကဒေတာခံရရဲ့ဥက္ကဋ္ဌပေါ့အများပိုင်ကုမ္ပဏီအုပ်စုတွေကပဲဒီစံပင်ညက်ဆိုင်ရဲ့ဆိုင်ကန်းခကိုသူကပဲကြက်ခံပေးထားတာဆိုင်ရဲ့ကိစ္စမှန်သမျှသူကပဲတာဝန်ယူပေးနေတာပေါ့ကောင်းလေးဘက်ကမိသားစုကတော့လုံးဝကိုမျက်လုံးပြူကုန်ကြတာပေါ့ဒီကောင်မလေးမှာဒီလိုမျိုးကြောထောက်နောက်ခံကောင်းရှိနေမှန်းသူတို့တခါမှမသိခဲ့ကြဘူးလေဒီလိုဖြစ်နေတာတောင်ကောင်းလေးမေကမျက်နှာပြောင်တိုက်ပြီးပုတ်ခတ်ပြောဆိုတော့တာပဲဒီကောင်မလေးကအကြောင်းရှိလို့ဆိုင်တစ်ဖွင့်ရတာတဲ့ပိုက်ဆံရှိတဲ့ချစ်သူနဲ့ပူပေါင်းပြီးဖွင့်ထားတာပါတယ်ဒီကောင်မလေးကိုအရှက်မရှိဘူးလို့လဲပြောသေးတာဆိုင်ဟောင်းကနေယူသွားတဲ့ပိုက်ဆံတွေကိုလည်းပြန်ပေးခိုင်းတာပေါ့မိသားစုကဘလို့မှပြေလဲအောင်မလုပ်တော့တာမြင်တော့ကောင်မလေးကဆိုင်ဟောင်းရဲ့စည်ရင်းစာအုပ်တွေကိုအဲ့ဒီနေရာမှာပဲချက်ချင်းစစ်ဆေးလို့ရအောင်ထုတ်ပြလိုက်တာပေါ့စည်ရင်းစာအုပ်တွေထဲမှာကုန်ကြစရိတ်တိုင်းကိုရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားတာပဲဆိုင်တုံးပစ္စည်းတွေမိတာပါရေကုန်စားတဲ့အသုံးစရိတ်တွေနဲ့လုပ်ငန်းလည်ပတ်စရိတ်အားလုံးကိုကောင်မလေးရဲ့ဆက်အထက်နဲ့ကြိုရှင်းပေးထားတာစုစုပေါင်းကြိုတင်ရှင်းထားတဲ့ပမာဏကရွန်လေးသိန်းနှစ်တောင်းတောင်ရှိတာဆိုင်ဟောင်းကနေစုစုပေါင်းဝင်ငွေရွန်39သိန်းရခဲ့တာပေါ့ဒါပေမဲ့ကောင်လေးကသူ့ကိုအမျက်ဝေစုအနေနဲ့ရွန်8800ပဲပေးခဲ့တာကျန်တာတွေကိုတော့ကားတွေအိမ်တွေနဲ့တခြားလိုအပ်တာတွေဝယ်ဖို့အတွက်အကုန်လုံးသုံးပြလိုက်တာပဲအိမ်တွေထားပြီးသူ့မြောင်မကိုထောက်ပံ့နေတာပေါ့သူသာပိုက်ဆံခိုးပြီးထွက်ပြေးဖို့ကြံထားတာဆိုရင်ဆိုင်စရိတ်တွေကြိုပေးထားမှာမဟုတ်ဘူးပေါ့ပရိသတ်တွေလည်းမိသားစုရဲ့တကယ်ကိုမျက်နှာပြောင်တိုက်တဲ့တဘာဝကိုနောက်ဆုံးတော့မြင်သွားကြပြီလေရေးစားဖြစ်သူရဲ့အမေကတော့အဲ့ဒီစည်ရင်းစာအုပ်တွေကသူ့တွေပါလို့အခုထိမြင်နေတော့မဲ့ဥက္ကဋ္ဌကတော့စည်ရင်းတွေကိုစစ်ဆေးဖို့ပညာရှင်တွေခေါ်လာမယ်လို့ရှင်းရှင်းလင်းလင်းပြောလိုက်ပါတယ်မိသားစုကတော့ချက်ချင်းပဲမျက်နှာပြက်ပြီးရှက်ရွံ့သွားကြတယ်ရေးစားကောင်လေးကမလေးကိုခွင့်လွှတ်ဖို့တောင်းပန်ရှာတယ်သူ့မေကကောင်မလေးကိုသဘောကျပြီးချစ်လို့ဒီလိုလုံးမိတာပါတဲ့အတင်းတမဟင်းထားခြင်းုံတက်ပါပဲတဲ့သူတို့မကြခင်လက်ထပ်ကြတော့မယ်လို့လည်းထပ်ပြောသေးတယ်ကောင်မလေးကလက်ထပ်ပွဲအကြောင်းဆက်ပြောနေသေးတာမို့သူ့ကိုလောင်ပြောင်လိုက်တယ်ငါ့ကိုကလေးလိုများထင်နေတာလားလို့ပြန်မေးလိုက်တယ်ရေးစားကောင်လေးကတော့ကောင်မလေးကိုဆက်စီယုံဖို့မကြိုးစားတော့ဘူးသူကသူ့မိသားစုနဲ့အတူခေါင်းငုံပြီးမလုံးမလဲထွက်သွားပါတော့တယ်ကောင်မလေးကတော့ဥက္ကဋ္ဌကိုတိကျင်စိမ့်တယ်မေးလိုက်တယ်ဆိုင်ကန်းကကိုသူကကြက်ခံပေးထားတယ်လို့ဘာလို့ပြောတာလဲတဲ့ဥက္ကဋ္ဌကသူမကိုအမှန်တိုင်းပြောပြလိုက်ပါတယ်သူ့မေကဆိုင်ရဲ့မြေရှင်ပါတယ်သူ့မေကသူ့ကိုအဲ့ဒီစံပင်ညက်ဆိုင်ကိုညွှန်ပေးခဲ့တာပါတယ်သူကလည်းတိကျင်စိမ့်နဲ့စံပင်ညက်ဖို့လာခဲ့တာပေါ့မကြခင်မှာပဲကောင်မလေးရဲ့ထူးချွန်တဲ့အရေးချင်းတွေကိုသူမြင်လိုက်ရတယ်ကောင်မလေးလည်းအရန်ကျေးဇူးတင်ပြီးသွားပါတော့တယ်သူမကလူကောင်းတစ်ယောက်နဲ့ဆုံတွေ့ပြီးဘေးကင်းရာရောက်ကကန်ကောင်းသွားခဲ့ရတာပေါ့ဒီအချိန်မှာတော့ဟိုကောင်လေးကပိုက်ဆံတွေအကုန်ဖြုံးပြလိုက်ပြီလေသူ့ရဲ့စံပင်ညက်ဆိုင်ဟောင်းကြီးကလည်းပိတ်သွားခဲ့ပြီပေါ့ဈေးသက်တာပြီးလက်ရကောင်းတဲ့စံပင်ညက်ဆရာတွေလည်းမြ мян ဆန်းဆန်းရှာမရတော့ဘူးသူ့မိသားစုတစ်ခုလုံးကတော့မျောလင်းချက်မဲ့ပြီးစိတ်ပြက်လက်ပြက်ဖြစ်ကုန်ကြတာပေါ့ဒီအချိန်မှာသူ့ရဲ့ဖောက်ပြန်ဖက်မိန်းကလေးကအကြံတစ်ခုပေးလာခဲ့တယ်သူမရဲ့ညီလေးက profession နဲ့စံပင်ညက်ဆရာတယောက်တဲ့ဆိုင်ရဲ့ဦးဆောင်စံပင်ညက်ဆရာအဖြစ်လုံနိုင်တယ်လို့ပြောတာပေါ့သူ့ကိုခန့်လိုက်ရင်လောက်ခက်ကုန်ကြစရိတ်တွေတက်တာမယ်ဆိုပြီးအကြံပေးတာပေါ့မိသားစုကလည်းဒါကအရန်ကောင်းတဲ့အကြံပဲလို့ထင်ခဲ့ကြတယ်ဟိုကောင်မလေးရဲ့ဆိုင်တစ်စီကနေဖောက်တီတွေကိုပြန်ဆွဲခေါ်ဖို့အတွက်ကောင်လေးကဆိုင်ဟောင်းကိုပြန်ပြင်ဖို့ချင်းငွေတောင်ထုတ်လိုက်သေးတယ်ပြန်ဖွင့်ပြီးတစ်ပတ်ကြာမှာပဲဖောက်ပြန်ဖက်မိန်းကလေးရဲ့ညီလေးကဖောက်တီတော်များများကိုစိတ်နှောက်ယှက်ဖြစ်စေခဲ့တာပေါ့သူ့ရဲ့လက်ရာတွေကပြောထားတာထက်အများကြီးပိုဆိုးနေတာကိုဖောက်တီတွေရဲ့စံပင်ပုံစံတွေကိုလည်းခဏခဏဖျက်ဆီးပစ်တာပေါ့ပုံမှန်လာနေကြဖောက်တီများစုကတော့ဟိုကောင်မလေးရဲ့လက်ရာကြောင့်ပဲလာခဲ့ကြတာကိုကောင်မလေးကိုမောင်းထုတ်လိုက်တယ်ဆိုတာသိလိုက်ရတော့သူတို့လည်းစိတ်ဆိုးကြတာပေါ့အဲ့တော့သူတို့အားလုံးကမမ်ဘာကြီးတွေပြန်အမ်းဖို့တောင်းဆိုကြတယ်သူတို့ရဲ့မမ်ဘာဝင်တာတွေကိုလည်းကောင်မလေးရဲ့ဆိုင်တစ်စီကိုပြောင်းကုန်ကြတာပေါ့ကောင်လေးရဲ့မိသားစုကတော့ပိုပြီးစိတ်ပြက်လက်ပြက်ဖြစ်ကုန်ကြတယ်ဟိုကောင်မလေးကိုလည်းပိုပြီးမနာလိုဖြစ်ကမကြေမနက်ဖြစ်လာကြတာပေါ့အဲ့တော့ဟောက်ပြန်ဖက်မိန်းကလေးကစီစဉ်တစ်ခုထပ်စင်းစားလိုက်တယ်သူမကကောင်လေးကိုဒီကစံပင်ညက်လုပ်ငန်းမှာနာမည်ကြီးတဲ့သူထေးတယောက်နဲ့မိတ်ဆက်ပေးလိုက်တာပေါ့အဲ့ဒီသူထေးရဲ့ဆိုင်ကဖောက်တီတွေအများကြီးကလည်းမကြသေးခင်ကကောင်မလေးဆိုင်စီကိုပါသွားတာကိုကောင်လေးကအဲ့ဒီသူထေးကိုဈေးကြီးရဲ့စံပင်ပေါင်းဈေးတွေရဲ့ရောင်းချမှုကိုထိန်းချုပ်ဖို့အကြံပေးလိုက်တယ်ဒါဆိုကောင်မလေးရဲ့ဆိုင်တစ်ကအဲ့လို professional ဈေးတွေကိုဘယ်တော့မှဝယ်လို့ရမှာမဟုတ်တော့ဘူးပေါ့ကောင်မလေးရဲ့ဆိုင်တစ်ကလည်းနှစ်ရက်အတွင်းပိတ်ပြရတော့မှာ